ကိုယ့်ရဲ့တန်မိုးတွေကိုညှော့နှဲနေတယ်လို့ခံစားနေရလားဒီချက်ကလေး၃ချက်ကိုလိုက်လုပ်ကြည့်ပါနံပါတ်1အချက်ကိုအချိန်လေးကိုတည်တတ်ယူကြည့်ပါကျမတို့တွေနေ့စဉ်လှုပ်ရှားနေရရင်လည်းအိမ်လုပ်တည်ရဲ့စီးပွားရေးတွေလှုပ်ရှားနေရတဲ့အခါမျိုးတွေမှာစိတ်တွေဖွင့်စည်းမှုတွေများလာတယ်ပင်ပန်းမှုတွေများလာတယ်ပြည်သားစုရဲ့အလုပ်တွေသားသမီးရဲ့ဝတ္တရားတွေဒီလိုအလုပ်တွေကိုလုပ်နေရင်လည်းကိုတခါတလေမှာပျောက်ဆုံးလို့မျိုးခံစားလာရတယ်ဒါဆိုရင်ကျမတို့ကဒီအချက်တွေကိုကိုယ့်ရဲ့တန်ဖိုးကိုပြန်ပြီးရှာဖွေဖို့အတွက်မလုပ်ဖို့လိုလဲဆိုရင်တနေ့ကုန်မနာတဲ့အလုပ်တွေလုပ်နေမယ်စာခဏလေးနားပေးနေရင်လည်းစာအုပ်ဖတ်တာလေးတွေကော်ဖီတောက်တာလေးတွေစိတ်အေးလက်အေးနေကြည့်တာလေးတွေအဲ့အကြောင်းလေးအရာလေးတွေမှာကိုဟာဘလို့တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်လဲဆိုတာကိုပြန်တွေးပြီးတော့မှရှာဖွေလို့ရပါတယ်နှစ်အချက်အနေကတော့မနခင်မိုးလင်းလာပြီဆိုတာနဲ့ကိုယ့်ရဲ့အကြောင်းလေးကိုကိုယ့်ရဲ့နှုတ်ကနေအမြဲတမ်းပြောပေးပါငါဟာတန်ဖိုးရှိတယ်ငါဟာအောင်မြင်နိုင်တယ်ငါဟာအချစ်ခံဖို့အတွက်ထိုက်တန်တယ်ကျမတို့ဒီလိုလေးပြောနေတဲ့အချိန်မှာဆိုရင်တော့နည်းနည်းကြောင်တောင်နိုင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာလေးတွေကိုကျမတို့ရဲ့အတွင်းစိတ်ထဲအထိရောက်အောင်ရွတ်ဆိုပေးလိုက်ခြင်းကကျမတို့ရဲ့အုံနောက်ထဲမှာကိုဟာတကယ်ကိုတန်ဖိုးရှိတဲ့လူတစ်ယောက်ဆိုတာတဖြည်းဖြည်းနဲ့လက်ခံလာလိမ့်မယ်နံပါတ်3ချက်အနေနဲ့ကတော့ကျမတို့တဦးတစ်ယောက်ပေါ်မှာအရင်မျှော်လင့်ဖို့အရင်ကိုရည်ကြည်ပါတယ်လူတဦးတစ်ယောက်ပေါ်မှာအရင်မျှော်လင့်လိုက်မိပြီဆိုရင်ကိုယ့်ရဲ့ယုံကြည်မှုတွေပျောက်ဆုံးလာတယ်ကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုတဖြည်းဖြည်းနဲ့အားရော့လာတယ်ကိုယ့်ရဲ့တန်မိုးတွေကိုကိုမမြင်တော့ဘူးဒါမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ကျမတို့တွေကဖြစ်လာတဲ့အရာပေါ်မှာအရာအလုံးကိုကျင့်တတ်စွာလက်ခံနိုင်ဖို့ဦးတစ်ယောက်ပေါ်မှာအရင်ကြီးမျှော်လင့်ချက်တွေထားလိုက်ပြီဆိုရင်ကျမတို့ကကိုယ့်ရဲ့တန်မိုးတွေကိုကိုမမြင်တော့ဘူးကျမဆိုရင်လည်းရင်တော့အိမ်မှာအဲ့လိုပဲပေါ့နော်သမီးလေးတွေရုံးလုပ်တယ်အမျိုးသားစီးပွားရေးနောက်မှာကိုလိုက်ကူတယ်လိုက်လုပ်ပေးတယ်ဒီလိုလုပ်ရင်းနဲ့ကိုကဘာဖြစ်လာလဲဆိုရင်ကိုပျောက်ဆုံးလာတယ်ပျောက်ဆုံးလာတဲ့အခါမှာကျမဒီလိုအချက်တွေနဲ့ကိုယ့်ရဲ့တန်ဖိုးကိုပြန်ပြီးတော့မှရှာဖွေခဲ့ခြင်းဖြစ်ပါတယ်တွေးလေးခုရရှိသွားမယ်လို့ယုံကြည်ပါတယ်ကျမကတော့ဘဝနေနည်းကိုအများနဲ့မျှဝေပေးနေတဲ့ဟာပါဝါချိုးစင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်